ဒီနေ့ကတော့စက်တိုင်းချက်မှာဖြစ်ပါတယ်ဒါကတော့စက်သားကိုဒါအရသာဆက်ပေါ်ရပါတော့ဒါမဆလာလေးနဲ့ပါနေထားတယ်ပေါ့နော်ဒါကပဲဒါစက်သားချက်ဖို့မျိုးပြီးတောင်းထားရတယ်နော်စက်သွင်းပြမျိုးပြီးစက်သွင်းနေပါနော်ဒါကတော့အာလူစက်အာလူချက်မှာဖြစ်ပါတယ်ဒီချက်လိုက်ကြပါဦးနော်ဒါကတော့စီဆူကြီးပေါ့နော်စီဆူကြီးကိုမျိုးလေးဆက်လို့မျိုးလေးဆက်ပြီးစီလေးဝါအောင်ရှင်းလို့မူပြီးလိုက်နော်ဒီလိုမူပြီးရပါမယ်ဒီလိုအနေထားဆိုရင်ဒီလိုမှရေးပြီးဆုံးရအောင်ကြည့်တတ်ပါနော်ကြည့်ကြပါဦးနော်ဒါကအရင်ကနော်ပြင်းတော့ initial လိုက်နော်ဒါမှမဟုတ်ဒီတူဝါလို့ရပါနော်စက်သားထည့်ပြီပေါ့နော်ဒီလိုလေးသားပြပါကြတာပေါ့နော်စက်သားထည့်ပြီးပါကြတော့မျိုးပေါ့နော်now we will write now we write နတ်ထားပြီးနော်နတ်ထားပြီးရပါမယ်ဒီလိုမျိုးပြောရတော့အာလူထက်ထည့်မယ်နော်အဲ့ဒါကြီးကိုငါလည်းပဲလိုပေးလိုက်ပါဒါမျိုးလေးထားဆိုရင်လုံးပြီးထားလိုက်ပါခဏတည်းလေးထားပြီးသွားရင်ရေထည့်ပြီးတော့ဒါဆိုရေထည့်ထားပါပေါ့နော်